မဲတပြားဘလောက်ထိတန်ဖို့ရှိလဲဆိုတဲ့ကိစ္စမေးစရာမိခွန်းဖြစ်တယ်အဲ့တော့မဲဆိုတာကျွန်တော်တို့အသေးချာမဲတပြားလို့ကျွန်တော်တို့ပြောကြတာဟိုဝန်ကြီးချုပ်လည်းဒီမဲတပြားပဲပိုင်တယ်နိုင်ငံတော်သမ္မတကြီးလည်းဒီမဲတပြားပဲနိုင်တယ်ဟိုကျွန်တော်တို့စင်ရသားအောက်ခြေလူတန်းစားလည်းဒီမဲတပြားပဲပိုင်တယ်ဆိုတော့ကိုယ့်စီမှာရှိတဲ့အတူတူချင်းဟိုတကယ် equality ဖြစ်နေတာဆိုလို့ကျွန်တော်တို့နိုင်ငံမှာတကယ်တမ်းပြောရရင်ဒီမဲတပြားလေးပဲရှိတယ်ဆိုတော့ကိုယ့်မှာတခြားလူတွေနဲ့ဒန်းတူရထားတဲ့ဒီမဲတပြားကိုလုံးဝတန်ဖိုးထားဖို့လိုတယ်ဆိုတော့ဖျားယောင်းမှုတွေသွေးဆောင်မှုတွေချင်းချောင်မှုတွေနော်ဥပမာဘာသာတူလို့မျိုးနွယ်စုတူလို့ဒါမှမဟုတ်ငါတို့လူမျိုးဖြစ်လို့ဒါမှမဟုတ်ဘယ်လိုပြောမလဲသူကတော့မုံရလို့သူကတော့ချစ်ရလို့เนาะဆိုတော့သူကတော့ချမ်းသာလို့သူကတော့စင်ရဲလို့ဒါမှမဟုတ်သူကငါ့ကိုဘယ်လောက်ပေးမယ်လို့ပြောတာဆိုတဲ့ဟာမျိုးလုံးဝမပါဘဲနဲ့ကျွန်တော်တို့ရဲ့မဲတွေကိုကျွန်တော်တို့ပေးဖို့လိုတယ်ပေါ့ဆိုတော့အဲ့ဒီမှာဟိုအတိကလူငယ်တွေကမဲပေးဖို့တဲ့အတွေ့အကြုံမရှိတဲ့လူငယ်တွေရှိလိမ့်မယ်ပေးဖို့တဲ့အတွေ့အကြုံရှိတဲ့လူတွေလည်းရှိမယ်ပေးဖို့တဲ့လူတွေကဟိုကူမဲပေးလိုက်လို့ဒီဟာအဆိုးအဖြစ်လာပါမလားဆိုတဲ့ဟာမျိုးတွေပြောနေကြတာတွေကြားရတယ်ကိုမဲတပြားတည်းနဲ့ဘာသွားလို့မှလဲဘာမှပြောင်းလဲမှုဖြစ်လာမှာမဟုတ်ဘူးလို့ပြောကြတာရှိတယ်ဆိုတော့ပြီးခဲ့တဲ့88ကနေ2010အထိတမတော်အစိုးရကနေအုပ်ချုပ်ခဲ့တယ်ဒီအစိုးရပြောင်းလဲလာဖို့ဒီမဲတွေနဲ့ကျွန်တော်တို့စပြီးတော့ချိန်လို့ရတာ2010ကနေ2015ကျန်းခိုင်ရင်နဲ့ဖွံ့ဖြိုးရေးအသင်းကနေပါတီကနေဒီအုပ်ချုပ်ခဲ့တယ်ဒီကနေကျွန်တော်တို့ဒီမိုကရေစီအစိုးရလို့ကျွန်တော်တို့ပြောကြတယ် NLD အစိုးရကိုရောက်ဖို့ရအတွက်ဒီမဲတွေနဲ့ပဲကျွန်တော်တို့ပြန်လုပ်ကြတယ်ဆိုတော့လူတိုင်းကတကယ်ပြောင်းလဲမှုကိုလိုချင်းနဲ့အရာတစ်ခုရှိတယ်ဆိုရင်ဒီမဲနဲ့ပဲကျွန်တော်တို့ပြောင်းလဲမှုလုပ်လို့ရမှာဖြစ်တယ်ဆိုတော့လူငယ်တွေမဲဘေးနီးကိုလီလာကြပါပြီးတော့ကိုယ့်ရဲ့မဲကိုဖြူစင်သောရိုးသားသောဖြောင့်မတ်သောမဲဖြစ်အောင်လုပ်ကြပါနောက်ဟိုတခြားကိုယ့်ရဲ့ paper one ချင်းဟာလူတွေကိုလည်းဟိုမဲဘေးနီးမဲကိုဘာကြောင့်ပေးရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးဟိုမဖြစ်မနေသိရှိအောင်လုပ်ကြပါလို့တိုက်တွန်းပါတယ်ဟိုဒီကကိုယ့်ရဲ့မဲကိုကိုတန်ဖိုးကိုယ့်ရဲ့မဲကိုကိုတန်ဖိုးမထားတာဟာအဲ့ဒါကိုယ့်ရဲ့နှလုံးသားကိုယ်တိုင်ပြန်ပြီးတော့စော်ကားလိုက်တာ ਨੇ အတူတူပဲကိုယ့်ကိုတန်ဖိုးမထားတာ ਨੇ အတူတူပဲဒါကြောင့်ကိုယ်မှာရှိနေတဲ့မဲကိုဘသူ့ကိုပဲပေးမယ်ပဲဖြစ်ဖြူစင်သောရိုးသားသောဖြောင့်မတ်သောမျှော်လင့်ခြင်းပါသောမဲဖြစ်ဖို့သာအရေးကြီးတယ်ဒါကြောင့်မဲပေးနီးကိုလေးလာကြပါမဲကိုမဖြစ်မနေပေးကြပါလို့တိုက်တွန်းချင်ပါတယ်မြန်မာနိုင်ငံသားများအားလုံး18နှစ်ပြည့်တဲ့လူတိုင်းမှာမဲထည့်ဖို့တာဝန်ရှိကြပါတယ်လို့ယူဆပါတယ်။ဘာလို့လဲဆိုတော့ကို့မဲတစ်ချက်ဖြင့်ကို့နိုင်ငံကိုစင်းရဲတွင်းနဲ့ထဲကိုလည်းကြစေနိုင်တယ်လို့ကို့နိုင်ငံရဲ့လူနေမှုဘဝမြင့်တင်ရဲ့အတွက်အလွန်အရေးပါတဲ့မဲတစ်ချက်ဖြစ်ပါတယ်။မဲကတော့ပေးရမှာပဲဘာလို့လဲဆိုတော့ကိုမပေးရင်တကယ်လို့ပေါ့နော်မဲတစ်ချက်လေးကြောင့်ခုနဆော့ပြောသလိုပေါ့ကိုကမဲမထည့်ဘူးအခုအချိန်နဲ့ကျမတို့ဟာခါမြို့ပေါ်အချိန်နဲ့ပေါ့နော်အများအပြားပြောကြတာကတော့ကိုမဲကဘာမှမဖြစ်ပါဘူးကိုတယောက်တည်းမထည့်လဲဘာမှမဖြစ်ပါဘူးဆိုတော့ပြောတာနေအများကြီးကြားရတယ်ဒါမဲ့အဲ့ဒီမဲတစ်ချက်လေးကြောင့်ကိုရဲ့ပါတီတွေအများကြီးရှိတယ်အဲ့ဒီပါတီထဲမှာအဲ့ဒီပါတီကိုနိုင်ငံကိုလူမျိုးအတွက်တကယ်လုံမဲ့ပါတီတွေအတွက်ပေါ့နော်အဲ့ဒီမဲတစ်ချက်လေးကအရန်အသုံးဝင်တယ်အဲ့ဒီမဲတစ်ချက်မရလို့ပါတီကျသွားနိုင်တယ်အဲ့ဒါကြောင့်ကိုမဲကဘာမှမဟုတ်ဘူးဆိုတဲ့ခံယူချက်တွေကိုကျမအနေနဲ့အဲ့ဒီခံယူချက်တွေကိုမထားစေချင်ဘူးကိုမဲတစ်ချက်ကြောင့်ကိုပြည်ကိုတိုင်းပြည်ကိုလူမျိုးမြင့်တင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မဲထဲကြပါလို့တိုက်တွန်းနှိုးဆော်ချင်ပါတယ်လူငယ်တယောက်အနေနဲ့ပေါ့နော်မဲရဲ့တန်ဖိုးဆိုတာကျွန်တော်တို့မဲပေးလိုက်တဲ့အစိုးရကိုဒါရွေးချယ်တာဖြစ်တယ်ဒါကြောင့်ဒါကျွန်တော်တို့ရွေးချယ်တဲ့အစိုးရကပဲဒါကျွန်တော်တို့ရဲ့လူမျိုးရေးတော်လကောင်းဒါကျွန်တော်တို့ရဲ့ဒီဖွံ့ဖြိုးတိုးတက်ရေးတော်လကောင်းဒါကိုအစိုးရဖန်တီးပေးရမယ့်တာဝန်ဖြစ်တဲ့ခါကျတော့လူငယ်တယောက်အနေနဲ့ပြောမယ်ဆိုကိုဘဝကိုเนาะကိုရဲ့လူငယ်ထုရဲ့ဘဝကိုကိုရဲ့အနာဂတ်ပေါ့เนาะဒါရွေးချယ်တာဖြစ်တယ်ပေါ့